ကျမဒီနေ့မျှဝေပေးချင်တယ်ကျမကြီးဘုဒ္ဓတာ3ချက်ကလေးကိုကျမဒီနေ့မျှဝေပေးမယ်နံပါတ်1အချက်ကျမတို့ကနေ့စဉ်ရေကိုလုံးလောက်တောက်ဖို့မေ့လျော့နေကြတယ်ရေတောက်လိုက်ရင်ပြောင်းလဲလာတယ်ရရှိလာတဲ့အကျိုးကျေးဇူးလေးတွေကဘာလဲဆိုတာလေကျမဒီနေ့မျှဝေပေးမယ်ကျမကလွန်ခဲ့တဲ့နှစ်လောက်ကကျမ urine acid တွေများပြီးတော့မှကျမကောက်ယောဂကိုဝေဒနာခံစားခဲ့ရတယ်သွေးရင်း cholesterol တွေများတယ်အဲ့မှာကျမသမားတော်နဲ့ပြတယ်ဆေးတောက်တယ်ကျမအစစ်အမြစ်တွေအရန်နာတယ်အဲ့မှာကျမရဲ့ body weight က160လောက်ရှိတယ်ပေါင်းချိန်အဲ့မှာကျမက body weight ကိုရအောင်စူးစမ်းပြီးချတယ်ရေကိုတစ်နေ့ကို3လီတာလောက်တောက်လိုက်တဲ့အချိန်မှာကျမတို့ရဲ့ခန္ဓာကိုယ်ရဲ့သွေးထဲမှာရှိတဲ့အရာတွေကရေတောက်ချင်းကနေပြီးတော့မှကောင်းမွန်လာတာတွေရှိတယ်ရေကကျမတို့အတွက်ကြောက်တဲ့အတွက်လည်းအရန်ကိုကောင်းတယ်ကျမတို့အစိတ်တောက်တွေကိုတန့်စင်ပြီးသားဖြစ်တယ်နံပါတ်2အချက်နံပါတ်2အချက်ကတော့ကျမတို့ကအသီးရွက်တွေကိုများများစားဖို့လိုတယ်မျှတအောင်စားဖို့လိုတယ်အသားရဲ့အသီးရွက်ရဲ့ကျမတို့ကမျှတအောင်စားပြီးတော့စီစားလုံးကိုရှော့ချလိုက်မယ်ဆိုရင်လည်းကျမတို့နံပါတ်2အချက်ကတော့အရန်ကိုကောင်းပါတယ်နံပါတ်3အချက်နံပါတ်3အချက်ကတော့ကျမတို့ကနေ့စဉ်ကျမတို့အသက်40ကျော်လာပြီဆိုရင်ဘာလို့ဖို့လိုအဲ့လဲကျမတို့လမ်းလျှောက်ဖို့လိုတယ်ဒါမှမဟုတ် exercise တစ်ခုခုကိုလုပ်နေဖို့လိုတယ်ဒါဆိုရင်ကျမတို့ကကျမစာဖတ်ဘူးတဲ့ထဲမှာဆိုရှေ့လမ်းမောင်းတပေါင်းနေ့စဉ်6ရင်ကျမတို့ရဲ့ကျန်းမာရေးတွေးတိုးတာတို့စီးချိုဖြစ်တာတို့သွေးရင်းကိုလက်စထရောများတာတို့တွေကို short ချပြီးသွားနိုင်တယ်ဒါကြောင့်ကျမတို့ကလမ်းလျှောက်ခဲ့တယ်ဆိုရင်လည်းကျမတို့နေ့စဉ်တစ်နာရီအချိန်ယူပြီးတော့မှရသလောက်ကိုလုံနိုင်သလောက်ကိုနေ့စဉ်ရသလောက်လေးလျှောက်ပေးရင်းနဲ့ကျမတို့ကကျန်းမာအောင်မြင်တဲ့ဘဝတစ်ခုကိုရရှိမှာဖြစ်ပါတယ်ကျမရဲ့ဒီရဲ့အတွေးလေးတွေကမှန်ကန်ခဲ့တယ်ဆိုရင်တော့ yes လို့မှတ်ပေးပြီးတော့မှနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်